people pleaser တယောက်ဖြစ်နေပြီဆိုတော့ကျွန်မအချက်၄ချက်ပဲမှာချင်ပါတယ်တစ်ချက်ကတော့ boundary ထားပါကိုယ့်ရဲ့ကန့်သက်ချက်ကလေးပေါ့နော်စီးတော့ bound ထားတဲ့ပါတယ်ကိုလုပ်ပေးနိုင်တဲ့အရာလားမလုပ်ပေးနိုင်တဲ့အရာလားနောက်တစ်ချက်က no ပြောတတ်ပါစေကိုမှညှင်းဆန်ပိုင်ခွင့်ရှိပါတယ်ကိုညှင်းဆန်လို့ရပါတယ်တတိယအချက်ကတော့ self value လို့ခေါ်တယ်ကိုရဲ့တန်ဖိုးကိုသိပါပျော်ရွှင်မှုနဲ့ကိုထိုက်တန်ပါတယ်ကိုဆန္ဒတွေကိုကိုဖြည့်ဆည်းဖို့အတွက်ကိုထိုက်တန်ပါတယ်အချစ်ခံရဖို့ကိုထိုက်တန်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ကိုယ့်ရဲ့တန်ဖိုးကိုမသိတဲ့ပတ်ဝန်းကျင်ကနေစွန့်ခွာခဲ့ဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ people pleaser တွေက toxic relationship လို့ခေါ်တဲ့နိုင်ကျင့်ပိုကြခံရတဲ့သူတွေနဲ့ပို့ပြီးတော့တွေ့တတ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူက playground ဖြစ်နေတာပေါ့အခုခေတ်နဲ့ပြောရင်နော် playground လူတကာလာဆိုတဲ့ playground ဖြစ်နေတတ်တယ်။အဲ့တော့ toxic relationship တွေကနေလည်းစွန့်ခွာနိုင်ဖို့လိုပါတယ်။အခုဗီဒီယိုလေးကိုကြည့်ရှုပြီးသွားတဲ့အခါမှာကိုယ်တိုင်မဲ့ people pleaser ဖြစ်နေမှဖြစ်ဖြစ် people pleaser တွေကိုပြိုးထောင်ပေးနေတဲ့အုတ်ထင်းသူနေရာမှာပဲရောက်နေရဖြစ်ဖြစ်အချိန်မီပြုပြင်နိုင်မယ်လို့ကျွန်မယုံကြည်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရလဲကျေးဇူးတင်ပါတယ် YouTube မှာ Dr. Ibrathiri Caring and Counseling ဆိုတဲ့ channel လေးရှိပါတယ်အဲ့ channel လေးမှာခုလိုမျိုးနေ့စဉ်တူကအဆင်ပြေစေဖို့အတွက်စိတ်ပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေနဲ့ကျန်းမာရေးဗီဒီယိုတွေကိုတင်ပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်